မိဖုရားခေါင်ကြီးဟာမိမိအတွက်အိမ်မွေးတိရစ္ဆာန်ရွေးချယ်ဖို့ရောက်လာတော့အမီးပြတ်နေတဲ့ရုပ်ဆိုးဆိုးခွေးပေါက်လေးတစ်ကောင်ကိုတွေ့သွားခဲ့တယ်။စိတ်နှလုံးရက်ဆက်လာတဲ့မိဖုရားခေါင်ကြီးဟာဒီခွေးလေးကိုအောက်ကိုပစ်ချတတ်ပစ်ဖို့လုပ်ခဲ့တယ်။ဘေးကမိန်းကလေးဟာဝင်သားချင်ခဲ့ပေမဲ့သူမကဘရင်ကြီးရဲ့ခေါ်ယူခြင်းကိုတစ်ခါမှမခံရဘူးသေးတဲ့ယာတူးနဲ့မိဖုရားငယ်လေးတစ်ပါးသာဖြစ်တာမို့အာနာဆက်ကြီးမားတဲ့မိဖုရားခေါင်ကြီးကိုဘာမှမရှင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ခွေးပေါက်လေးရဲ့တနာစရာအကူအညီမဲ့နေတဲ့မျက်လုံးလေးတွေကိုကြည့်မိတဲ့အခါငယ်စဉ်ကတည်းကပြစ်ပယ်ခံခဲ့ရတဲ့သူမအတွက်စာနာစိတ်တွေရှက်နွယ်လာခဲ့တယ်။နောက်ဆုံးမှာတော့မရက်ဆက်နိုင်ပဲပြေးထွက်သွားပြီးတာဆိုပြီးဒူးထောက်ချလိုက်ကခွေးပေါက်လေးကိုသူမကိုတနာငါပေးပါတော့လို့တောင်းပန်ခဲ့တယ်။မိဖုရားခေါင်ကြီးဟာချက်ချင်းဒေါသချောင်းချောင်းထွက်သွားခဲ့တယ်။နန်းတွင်မှာသူမကိုဒီလိုမျိုးပြိုင်ဆိုင်ရဲသူတယောက်မှမရှိခဲ့ဘူးပါဘူး။ချက်ချင်းပဲအစီကံတွေကိုသူမကိုစားဆုံးမခိုင်းလိုက်တယ်။ဒီအခါဘေးကမိဖုရားတစ်ပါးကဝင်ပြောပေးခဲ့တဲ့ဒီမိဖုရားငယ်လေးကဘယ်သူမှစိတ်မဝင်စားတဲ့အဖြစ်ပဲခံမိဖုရားငယ်လေးဖြစ်တဲ့အပြင်မွေးရပါလဲနားမကြားရရှာပါဘူး။အမီးပြတ်နေတဲ့ဒီခွေးပေါက်လေးနဲ့မှကောင်းကောင်းလိုက်ဖက်တာပါလို့ပြောလိုက်မှမိဖုရားခေါင်ကြီးလည်းစိတ်ပြေသွားခဲ့တယ်။ဒုက္ခိတတခင်မကဒုက္ခိတအိမ်မွေးတိရစ္ဆာန်ကိုမွေးတာပေါ်ဆိုပြီးလှောင်ပြောင်ကပေးလိုက်ပါတော့တယ်။မိဖုရားငယ်လေးကဝမ်းသာအားရခွေးလေးကိုပွေ့ယူလိုက်ချိန်မှာခုနကဝင်ကူညီပေးခဲ့တဲ့မိဖုရားကသူ့မနာကိုလာပြီးတောင်းပန်ခဲ့တယ်။ခုနကပြောခဲ့တဲ့စကားကြမ်းကြမ်းတွေဟာတတ်တတ်မဲ့နှိမ့်ချခြင်းလို့မဟုတ်ပါဘူး။အခြေအနေရမတက်တာလို့ဒီလိုလက်ကွက်သုံးလိုက်ရတာပါ။ပြီးတော့မိဖုရားခေါင်ကြီးဟာရန်ညိုးဖွဲတက်တာမို့နောက်ဆိုရင်တတိထားပြီးလှုပ်ရှားဖို့လည်းတတိပေးခဲ့တယ်။မိဖုရားငယ်လေးကတော့အသက်တစ်ချောင်းကိုကယ်တင်နိုင်ခဲ့ရင်သူမပြစ်မှတ်ထားခံရလဲကိစ္စမရှိပါဘူးလို့တွေးခဲ့တယ်။ဒါပေမဲ့သူမအိမ်မထဲပင်မထင်ထားခဲ့တာကတော့ဒီမတော်တဆကောင်းမှုလေးတစ်ခုကြောင့်ပဲမကြာမီမှာသူမဟာတတိုင်းပြည်လုံးရဲ့မိဖုရားခေါင်ကြီးဖြစ်လာတော့မှာပဲဖြစ်ပါတယ်။ငါကလွဲလို့တခြားသူကိုကယ်လိုက်တာမဟုတ်ပဲဖြစ်နေတာပဲ။ငါကိုလုံးဝထဲမတွက်ခဲ့တဲ့မိဖုရားငယ်လေးဖြစ်နေလိမ့်မယ်လို့မထင်ထားခဲ့ဘူး။အမှန်တော့မနေ့ညကဘရင်ကြီးဟာညနေအထိတိုင်းရေးပြည်ရာတွေကိုဆောင်ရွက်ရင်းမောပန်းပြီးမိကနေအိပ်ပျော်သွားခဲ့တာပါ။နိုးလာတဲ့အခါမှာတော့သူမတူအောင်မွေးဖွားခါစားခွေးပေါက်လေးတစ်ကောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။အစေခံတွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးမိဖုရားတွေစီအပျော်တမ်းရွေးချယ်ဖို့ပို့ဆောင်ခံခဲ့ရတော့မိဖုရားငယ်လေးရဲ့ကယ်တင်ခြင်းကိုခံလိုက်ရတာပါ။ဒါနဲ့မိဖုရားငယ်လေးကခွေးလေးကိုသူမနေထိုင်ရာစံအိမ်စီခေါ်ဆောင်သွားခဲ့တယ်။ဘရင်ကြီးကမောကြည့်လိုက်တော့အံ့ဩမင်တက်သွားခဲ့ရတယ်။နည်းနည်းမှမနှဲတဲ့ယာတုရှိမိဖုရားတစ်ပါးဖြစ်ပါလျက်အယက်သားတာမန်ပြည်သူတွေထက်တောင်ဆိုးရွားတဲ့နေရာမှာနေထိုင်နေရတာကိုဒီနေ့ကကန်ဆိုးမှုတွေကိုပျောက်ကွယ်စေတဲ့နေ့ဖြစ်တာကြောင့်ပန်းသုံးပွင့်ကိုစွန့်ပစ်ရင်းတပွင့်ကယောဂဗျာတွေကိုပြစ်ထုတ်တပွင့်ကဘေးအန္တရာယ်တွေကိုပြစ်ထုတ်နောက်တပွင့်ကပူပန်ကောက်ကျစ်မှုတွေကိုပြစ်ထုတ်တာဖြစ်ပါတယ်။မိဖုရားငယ်လေးကရေးအေးကိုခေါ်ယူပြီးခွေးလေးကိုရေချိုးပေးကတန်ရှင်းအောင်တုပ်ပေးခဲ့တယ်။ရေချိုးပြီးနောက်ခွေးလေးအေးမဆိုးလို့အဆောင်ထိန်မိမဆိုးစီသွားပြီးမိသွေးသွားတောင်းခိုင်းခဲ့ပေမဲ့အဆောင်ထိန်ကမရှိတော့ဘူးလို့မထက်မတာညင်းပယ်ခဲ့တယ်။မိဖုရားငယ်လေးကသူမဟာဒီလအတွက်မိသွေးမယူရသေးပါဘူးလို့ပြောပေမဲ့အဆောင်ထိန်ကတော့အာနာမရှိပတ်စံမရှိပဲခွေးတစ်ကောင်အတွက်နဲ့မိဖုရားခေါင်ကြီးကိုပုံကန်ချင်တာလား။နန်းတော်ရဲ့ရောက်ကြတဲ့ကဘရင်ကြီးရဲ့မျက်နှာကိုတောင်မမြင်ဘူးပဲနဲ့အခုမိဖုရားခေါင်ကြီးကိုလာပြိုင်ချင်နေတာလားဆိုပြီးရာဇတန်ပေးခဲ့တယ်။အဆောင်ထိန်ရဲ့ရိုင်းဆိုင်နဲ့မတမာမျက်နှာပေးကိုကြည့်ပြီးခွေးလေးကအဆောင်ထိန်ရဲ့ကြောကုန်းပေါ်ခုံအုပ်ပြီးကိုက်လိုက်ပါတော့တယ်။ဒီအပြုအမူကအဆောင်ထိန်ကိုဒေါသထွက်သွားစေပြီးခွေးလေးကိုဆွဲကင်ကအပြင်ကိုလွှင့်ပစ်လိုက်တယ်။ကံကောင်းစွာနဲ့မိဖုရားငယ်လေးကမြန်မြန်ဆန်ဆန်ပဲခွေးလေးကိုဖမ်းထိန်လိုက်နိုင်ခဲ့တယ်။မိဖုရားငယ်လေးကဒေါသတကြီးနဲ့အဆောင်ထိန်ကိုမောင်းငန်းလိုက်တယ်။နင်သာခွေးလေးကိုနှိပ်စက်ပြီးငါ့ကိုစော်ကားရဲရင်အထက်ကိုတိုင်ကြပြီးနန်းတော်ကနေနှင်ထုတ်ပစ်မယ်။အဆောင်ထိန်လဲကြောက်လန့်ပြီးထွက်သွားခဲ့ရတယ်။မိဖုရားငယ်လေးကခွေးလေးကိုတနာစရာအမူအရာနဲ့ချော့မော့နေခဲ့တယ်။သူမကိုယ်တိုင်လည်းရက်တီရခက်ခဲနေပေမဲ့သူမမှာစားစရာတလို့ရှိရင်ခွေးလေးကိုအငတ်မထားပါဘူးလို့ကတိပေးခဲ့တယ်။ဘရင်ကြီးကတော့ဒီဖြစ်ရကြောင့်နန်းတွင်းကလူတွေရဲ့ကောက်ကျစ်မှုကိုအတင်းသိမြင်တွေ့လိုက်ရတယ်။အရင်ကတိုင်းရေးပြည်ရာတွေနဲ့ပဲအလုရှုပ်နေခဲ့ပြီးနန်းတွင်းမှာစီကန်းတွေနဲ့ပဲလဲပတ်နေတယ်လို့ထင်ခဲ့ပေမဲ့အခုလိုကိုယ်တိုင်ကြုံတွေ့လိုက်ရတော့နန်းတွင်းကိုအကြီးအကျယ်ပြုပြင်ပြောင်းလဲဖို့လိုနေပြီလို့ဆုံးဖြတ်လိုက်တယ်။ဒါထက်ဘရင်ကြီးကိုပို့ပြီးအံ့ဩစေတာကတော့မိဖုရားငယ်လေးဟာယာတုနေပေမဲ့သဘောထားပြေးဝလာတာပါပဲ။ဘရင်ကြီးကစိတ်ထဲမှာအေးအေးဆေးဆေးကြံစီလိုက်တယ်။ငါမင်းတရားကြီးခန္ဓာကိုပြန်ရတာနဲ့မင်းကိုမိဖုရားခေါင်ကြီးအဖြစ်တင်မြောက်မယ်လို့နောက်တနေ့မှာအစေခံကမထက်မတာနဲ့အစားအသောက်တွေယူလာပေးခဲ့တယ်။မိဖုရားငယ်လေးကကောင်းမွန်တဲ့ဟင်းတွေကိုခွေးလေးအတွက်တီးတန့်ချန်ပေးခဲ့တယ်။ဒါပေမဲ့စီးစိမ်နဲ့ကြီးပြင်းလာခဲ့တဲ့ဘရင်ကြီးဟာဒီလိုတိုးနေတဲ့အစားအသောက်တွေကိုဘယ်မှာစားနိုင်ပါမလဲ။မိဖုရားငယ်လေးကမတက်တာပဲပြောရှာတယ်စားလိုက်ပါ။ငါမှတလမှတစ်ချိန်ပဲဒီလိုဟင်းကောင်းရတာပါ။ကြံတဲ့ရက်တွေဆိုပေါင်မုံအဖြူပဲစားရတာ။ဘရင်ကြီးလည်းဘိုက်ဝအောင်စားထားမှဖြစ်မယ်ဆိုပြီးစားလိုက်ပေမဲ့သူဤမြင့်မြတ်လာတော့ခန္ဓာကိုယ်ကဒီလိုအစားအသောက်ကိုမခံနိုင်ပဲမကြမီမှာပဲစပွဲပေါ်မေးလဲကျသွားခဲ့တယ်။မိဖုရားငယ်လေးဟာစိတ်ပြာရခတ်သွားပြီးစူဆောင်းထားသမျှငွေကြေးအလုံးကိုယူကာဆေးဆရာစီသွားခဲ့ပါတယ်။ငွေကြေးအလုံးကိုပေးလိုက်မှဆေးဆရာကမလိုချင်ပဲနဲ့မကြမီဆေးပေးလိုက်မယ်လို့ကတိပေးခဲ့တယ်။ဒါပေမဲ့ဒီမြင်ကွင်းကိုအစေခံကတွေ့သွားခဲ့တယ်။မကြမီမှာပဲမိဖုရားခေါင်ကြီးကလူတွေကိုခေါ်ပြီးမိဖုရားငယ်လေးရဲ့အဆောင်တကားကိုကန်ဖွင့်လိုက်ပါတော့တယ်။လက်ထဲမှာမိဖုရားငယ်လေးလဲလှယ်ထားတဲ့ဆေးဝါးကိုကင်ထားပြီးမိဖုရားငယ်လေးကိုဆေးဆရာကိုတစိုးလက်ဆောင်ပေးတယ်ဆိုပြီးမတရားဆွဆွဲလိုက်တယ်။ပြီးတော့ချက်ချင်းပဲအစေခံတွေကိုနှိပ်စက်ခိုင်းလိုက်ပြီးလက်ချောင်းတွေကိုညှက်တဲ့အပြစ်ဒဏ်ကိုပေးလိုက်ပါတော့တယ်။အတက်ကောင်းတွေတက်လာချီလာစီကန်းတွေကိုမလေးစားပဲမိဖုရားငယ်ကိုတစိုးလက်ဆောင်ပေးရတယ်ပေါ့။ကံကောင်းစွာနဲ့မိဖုရားခေါင်ကြီးကကိစ္စကိုအကြီးအကျယ်မလုပ်ရဲတာမှုကျင်းနဲ့သွားပြီးနောက်ဝင်းကြွားစွာနဲ့ထွက်သွားခဲ့တယ်။မိဖုရားငယ်လေးဟာဒဏ်ရာတန်ချက်တွေကိုအန်ကျိတ်ခံရင်ဆေးဝါးကိုခွေးလေးကိုတိုက်ကျွေးခဲ့တယ်။ဘရင်ကြီးကတော့စိတ်ထဲမှာတစ္ဆာတိတ်ထန်ပြုလိုက်တယ်။ငါခန္ဓာကိုပြန်ရတဲ့နေ့ဟာမိဖုရားခေါင်ကြီးဒုက္ခရောက်မဲ့နေ့ပဲလို့ဒါပေမဲ့မိဖုရားငယ်လေးဟာအပြစ်ဒဏ်ကြောင့်ရောအာဟာရမပြေဝတာကြောင့်ပါခန္ဓာကိုယ်မခံမရနိုင်ဖြစ်ပြီးကျမ်းပြင်ပေါ်မေးလဲကျသွားခဲ့တယ်။ခွေးလေးကမိဖုရားငယ်လေးအတွက်စားစရာရှာဖို့အပြင်ကိုတီးတန့်ထွက်ပြေးခဲ့ရတယ်။လမ်းမှာမကောင်းတဲ့သူတွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပေမဲ့ကံကောင်းစွာနဲ့ခန္ဓာကိုယ်တင်းငယ်တာကြောင့်လွတ်မြောက်ခဲ့ပါတယ်။မိဖုရားငယ်လေးနိုးလာတဲ့အခါခွေးလေးပြောင်းနေတာကိုတွေ့ရပြီးစိတ်ပူစွာနဲ့လိုက်ရှာခဲ့တယ်။မိဖုရားခေါင်ကြီးရဲ့အဆောင်နာရောက်တော့ခွေးလေးကိုအကောင်ကြီးခွေးနှစ်ကောင်ကဝိုင်းကိုက်နေတာကိုတွေ့လိုက်ရတယ်။သူမကမြန်မြန်ဆန်ဆန်ပြေးသွားပြီးခွေးလေးကိုပွေ့ဖက်ခဲ့တင်လိုက်တယ်။ဒါပေမဲ့မိဖုရားခေါင်ကြီးကတော့ခွေးကိုက်ပွဲကိုကြည့်ပြီးပျော်ရွှင်နေခဲ့တယ်။
သူမကအများကြီးလောင်းကြီးထပ်ထားတာမို့ခွေးလေးကိုခေါ်သွားရင်လောင်းကြီးရှုံးလိမ့်မယ်ဆိုပြီးအစီကံတွေကိုခွေးလေးကိုပြန်လူခိုင်းလိုက်တယ်ဘယင်ကြီးကဒီလိုစော်ကားမှုကိုဘယ်လိုခံနိုင်ပါမလဲခုန်တက်လိုက်ပြီးမိဖုရားခေါင်ကြီးရဲ့ခေါင်းပေါ်တက်ကစပင်တွေကိုကိုက်ဆွဲလိုက်ပါတော့တယ်ပြီးမှမြ မြဆန်ဆန်လှည့်ထွက်ပြေးခဲ့တယ်ဒါကမိဖုရားခေါင်ကြီးကိုဒေါသအကြီးအကျယ်ထွက်သွားစေခဲ့တယ်မိဖုရားခေါင်ကြီးကခွေးလေးကိုမဖမ်းခိုင်းပဲဒေါသအလုံးကိုမိဖုရားငယ်လေးစီပုံချလိုက်တယ်ခွေးလေးကဒါကိုမြင်တော့ပြန်လှည့်လာပြီးမိဖုရားခေါင်ကြီးရဲ့လက်ကိုသွေးထွက်တန်ယူဖြစ်အောင်ကိုက်လိုက်ပြန်တယ်ဒါပေမဲ့ခွေးလေးကတင်းငယ်လွန်းတာမို့ဒေါသထွက်နေတဲ့မိဖုရားခေါင်ကြီးကိုမရှင်နိုင်ပဲမိဖုရားခေါင်ကြီးရဲ့ရိုက်နှက်မှုကြောင့်အဝေးကိုလွင့်ထွက်သွားပြီးကြောက်တုံးလေကားပေါ်ပြင်းထန်စွာဆောက်မိသွားခဲ့တယ်ဒီအချိန်မှာမိဖုရားခေါင်ကြီးကဒေါသအမိုက်ပုံဖြစ်သွားပြီးဓာတ်ကိုကိုင်ဆောင်ကခွေးလေးကိုတက်ပစ်ဖို့ပြင်လိုက်ချိန်မှာပဲအရှင်မင်းကြီးကြွရောက်လာပါပြီ